အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကဇာတ်ကားတွေကိုဘယ်လိုထောင်းလို့ဆွဲရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်တကားမတောင်းတတ်တဲ့လူတွေရှိမယ်တောင်းပြီးတော့မှအဲ့ဒါတစ်ခုမဟုတ်တစ်ခုတစ်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါ Let's go channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပထမဆုံးကျွန်တော်တို့ browser တစ်ခုကနေ channel မြန်မာတော့ဒီလို့ရရှာလိုက်ပါရရှာလိုက်ပြီဆိုရင်အခုလိုမျိုးကြာလာပါလိမ့်မယ်ဒီမှာရှိတဲ့ဇာတ်ကားတစ်ခုကိုကြိုက်နေတဲ့ဇာတ်ကားတစ်ခုကိုနှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုး link အများကြီးကြာလာပါလိမ့်မယ်ဟုတ်ပြီကျွန်တော်ဒီထဲမှာပဲတစ်ခုကအလွယ်ကူဆုံးဖြစ်မယ်လို့ဆိုလို့ရှိရင်ကျွန်တော်ဒီစင်ချင်းပြပေးပါမယ်ဒီမှာကတော့ကျွန်တော်တို့အများကြီးရှိရပေါ့နော်3080ပြီးဆွဲခြင်းလားနံပါတ်920ပြီးဆွဲခြင်းလားကျွန်တော် Wi-Fi နဲ့ဆိုလို့ရှိရင်တော့တက်တာအကြီးဆုံး3080ဆွဲခြင်းလည်းရတယ် data နဲ့ဆိုလို့ရှိရင်တော့920ပြီးဆွဲခြင်းလည်းဆိုလို့ရှိရင်လည်းရတယ်ကျွန်တော်ကတော့ user drive နဲ့ဆွဲတာလေးပြပေးထားပါတယ် user drive ဝင်လို့ရှိရင်ဒီလိုမျိုးလေး9စက္ကန့်စောင့်နေရပါမယ်9စက္ကန့်စောင့်ပြီးလို့ရှိရင်ကျွန်တော်တို့link ရယူရဆိုပြီးတော့မှခုပေါ်ခဲ့တော့အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေး I am not robot ကိုအမှန်ချစ်ပေးပါအမှန်ချစ်ပြီးလို့ရှိရင်ကျွန်တော်တို့ create download link ဆိုတာလေးကိုတစ်ချက်ပြန်နှိပ်ပေးပါ create download လာနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ် click to download ဆိုလို့ပေါ်လာပါလိမ့်မယ်တစ်ချက်ဒုမဟုတ်နှစ်ချက်ပြန်နှိပ်ပေးပါပြန်နှိပ်ပြီးပြီဆိုတာနဲ့ download ဆိုခြင်းအောင်မြင်ပါပြီအခုလိုမျိုးလေး download ဆွဲနေပါလိမ့်မယ်အလွယ်ကူဆုံးကတော့ဒီနည်းလမ်းလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်